ပလန်နန်ကျွန်းမိပြတိုင်းမှာလူ3နံပါတ်3ကတော့1900ပြည့်နှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့စကော့တလန်ကမ်းလွန်ကမိပြတိုင်းဆောက်3ယောက်ပျောက်ဆုံးမှုပါဒီမိပြတိုင်းဟာလူသူကင်းမဲ့တဲ့ကျွန်းပေါ်မှာတည်ရှိပြီးအတွေ့အကြုံရဲ့မိပြတိုင်းဆောက်3ယောက်တာဝန်ကျနေတာပါတရက်မှာတော့မိပြတိုင်းမီမလင်းတော့လို့လူလွတ်ပြီးစစ်ဆေးခဲ့ပါတယ်စစ်ဆေးရေးအဖွဲ့တွားရောက်တဲ့အခါမှာမိပြတိုင်းတကားကြီးပိတ်ထားလျက်သားတွေ့ရပါတယ်အထဲမှာထမင်းစပွဲပြင်ထားပြီးကလဲထိုင်တစ်လုံးလဲကျနေကနယံကက်နာရီကလည်းရက်တက်နေပါတယ်မိုးကအင်ကြီး3တဲ့အနက်2ထည်ပဲပျောက်နေပြီးတစ်ထည်ကချိတ်လျက်သားကျန်နေပါတယ်ဆိုလိုတာကတယောက်ကမိုးကအင်ကြီးတော့မိုးနိုင်ပဲအရေးပေါ်ထွက်သွားခဲ့ရတဲ့သဘောပါပဲမှတ်တမ်းစာအုပ်မှာရေးထားတာကပိုပြီးကြောက်စရာကောင်းပါတယ်ပြင်းထန်တဲ့မှုန်တိုင်းတိုက်နေတယ်လူတွေငိုကြွေးနေကြတယ်လို့ရေးထားပေမဲ့တကယ်တမ်းအဲ့ဒီရက်တွေကရာသီဥတုကတာယာနေခဲ့တာပါနောက်ဆုံးရေးထားတဲ့စာကြောင်းကတော့ God is over all ဘုရားသခင်ကအရာရာကိုလွှမ်းမိုး၏ဆိုတဲ့စာသားပါပဲအဲ့ဒီနောက်သူတို့3ယောက်စလုံးထာဝရပျောက်ကွယ်သွားခဲ့ပါတယ်